လွန်ခဲ့တဲ့2018တုန်းကအားလုံးသိကြတဲ့ One Champion က Fighter 2ဖြစ်တဲ့ကိုအောင်လ MMA ကမ္ဘာ့စင်မြင့်ထက်မှာ Middleweight Light Heavyweight Champion ဖြစ်ခဲ့တယ်မြန်မာပြည်သားအားလုံးလည်းဂုဏ်အယူရဆုံးအချိန်လည်းဖြစ်ပါတယ်ကောင်းလေးတယောက်ကျွန်တော်ပြောခဲ့ဘူးတဲ့အကြောင်းအရာတစ်ခုရှိတယ်အကိုရေးတဲ့ကျွန်တော်ဂီတာတီးကျွမ်းရင်တော့မှ Jam San တို့လိုဆရာချစ်တို့လိုသူတို့ရဲ့ skill တွေကိုကြော်နိုင်တဲ့အထိတီးနိုင်ဖို့ဘယ်လိုဖြစ်နိုင်မှာလဲတဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မောင်လေးညီမလေးတွေကိုပြန်လည်ပြီးတော့မျှဝေခြင်းတဲ့အချက်၃ချက်ရှိပါတယ်နောက်ဆုံးတစ်ချက်ကတော့တကယ်ကိုမှအနှစ်သာရရှိတဲ့အချက်ပဲဖြစ်ပါတယ်ဆိုတော့နံပါတ်1 curiosity ကျွန်တော်တို့ကသူများအကြောင်းတွေကိုသိဖို့ကြတော့ Google မှာရှာကြတယ် Facebook မှာ scroll တွေလုပ်ကြတယ်ဒါပေမဲ့ကိုယ့်ကိုယ်ရောဘယ်လောက်အထိစူးစမ်းဖို့ကြလဲ curiosity ဆိုတာကအာကာသအကြောင်း physics အကြောင်းတွေသိချင်တာမျိုးတွေမဟုတ်ပါဘူးအရေးကြီးဆုံးကတော့ curiosity of yourself ဖြစ်ပါတယ်ငါဘာဖြစ်လို့ဒီအရာကိုမြင်စိတ်တူတာလဲဘာဖြစ်လို့ဒီအလုပ်ကိုလုပ်နေရရင်အချိန်ကုန်နေမှမသိအောင်ဖြစ်သွားရတာလဲငါရဲ့တကယ့်ဝါသနာဘာတွေလဲဒါတွေကိုမင်းကိုထောက်တာနေစတာပဲဖြစ်ပါတယ်ဒီနေ့ခေတ်ကလူငယ်တွေအများဆုံးလုပ်တဲ့အချက်ကဘာလဲဆိုရင်ငါဘာဖြစ်ချင်နေမှမသိဘူးဆိုပြီးတော့ထိုင်ပြီးစောင့်နေတာဖြစ်ပါတယ်တကယ်တော့ဘယ်သူမှကိုယ့်ရဲ့တကားကိုလာခောက်ပြီးတော့ဒါမင်းရဲ့ဝါသနာပါလို့ဘယ်သူမှလာပြောမှာမဟုတ်ပါဘူးကိုစမ်းသပ်ကြည့်မှပဲသိမှာဖြစ်ပါတယ် editing လုပ်ကြည့်မလားစာရေးကြည့်မလားအားကစားလုပ်ကြည့်မလားတခုခုလုပ်လိုက်လို့စိတ်ဝင်စားဘူးဆိုတာသိသွားရင်တော့မှဒါကအမျက်ပဲဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကိုနဲ့မကိုက်ညီတဲ့လုပ်တစ်ခုကိုဖယ်ရှားနိုင်လို့ပဲဖြစ်ပါတယ်ဒါကြောင့်မလို့မောင်လေးတို့ညီမလေးတို့ကိုဒီလိုမျိုး motivation စကားတွေထက်ဒီလိုလက်တွေ့ကြတဲ့နည်းလမ်းတွေကိုတုံ့ကြည့်စေချင်ပါတယ်တပတ်တစ်ခါလောက်ဖြစ်ဖြစ်ကိုသုံးနေတဲ့ဖုန်းကိုချထားပြီးကိုပြန်ပြီးတော့မင်းကိုထုတ်စေချင်ပါတယ်ဒီအပတ်ထဲမှာငါဘာတွေအသစ်သိခဲ့ရလဲငါရဲ့အားနည်းချက်ကဘာဖြစ်မလဲငါတောက်ဘယ်လိုပြင်မလဲကိုစူးစမ်းတာများလေးကိုသွားရမယ့်လမ်းကြောင်းပို့ပြီးတော့ရှင်းလေးပဲဖြစ်ပါတယ်ကဘာကြီးကိုမစူးစမ်းခင်မှာကိုစူးစမ်းတာကအကောင်းဆုံးသောလုပ်ရဖြစ်ပါတယ်နံပါတ်1အချက်ဖြစ်တဲ့ curiosity နဲ့ပတ်သက်ပြီးတော့ခုကြည့်နေတဲ့သူတွေမှာရောဘယ်လိုမျိုးတွေးမြင်နေရှိလဲဆိုတာကို comment ထဲမှာဝင်ရောက်ပြီးတော့ဆွေးနွေးသွားလို့ရပါတယ်နံပါတ်2 carry on အသက်16နှစ်ကနေပြီး20ကြားမှာရှိတဲ့လူငယ်တွေရဲ့အကြီးမားဆုံးအခွင့်အရေးပါလဲဆိုတာသိလားအဲ့ဒါကအမားလောက်ခွင့်ရှိတာပဲလူတော်များများကကိုယ့်ရဲ့ဝါသနာကိုထိုင်ဆောက်နေရင်းနဲ့ပဲအချိန်ကုန်သွားတတ်ကြတယ်တကယ်ကမလုပ်ချစ်ပဲဝါသနာဆိုတာကဘယ်တော့မှပေါ်လာမှာမဟုတ်ပါဘူးနံပါတ်1တစ်ချက်မှာပြောသွားတဲ့ curiosity ကတိချင်ုံတွေမကပါဘူးလုပ်ကြည့်ရမှာဖြစ်ပါတယ်မနေ့တော့ကတခုလုပ်တယ်မအောင်မြင်ဘူးလား carry on နောက်တစ်ခုထပ်စမ်းကြည့်တယ်စိတ်မပါဘူးလား just carry on အမားမရှိဘဲနဲ့ကိုယ့်ရဲ့ဝါသနာကိုရှာတွေ့ဖို့ဆိုတာအချိန်အကြာကြီးပေးရမှာဖြစ်ပါတယ်အမားအများကြီးတွေ့ရလေကိုနဲ့မကိုက်ညီတာတွေများဖယ်ထုတ်နိုင်လေပဲဖြစ်ပါတယ်အဲ့ဒီခါကျရင်ကိုတကယ်ချစ်တဲ့အရာကအလိုလိုကြံခဲ့မှာဖြစ်ပါတယ်ဒါကြောင့်တခုခုကိုစူးစမ်းနေဆိုတာကလက်ရှိလုပ်နေတဲ့အလုပ်ကိုပြစ်ထားဖို့မဟုတ်ပါဘူးကိုလုပ်စရာရှိတာကိုလုပ်ရင်းနဲ့ပဲအခြားသောနယ်ပယ်တွေမှာခြေဆန့်ကြည့်တဲ့သဘောဖြစ်ပါတယ်မားသွားလဲကိစ္စမရှိဘူးမောင်လေးတို့ညီမလေးတို့မှာပြင်စရာအချိန်တွေအများကြီးရှိပါတယ်ဒါကြောင့်မလို့ခုလက်ရှိလုပ်နေတဲ့အလုပ်ကိုဆက်လုပ်ဖို့လိုတယ်ဒါအပြင်ကိုမှအခြားသောနယ်ပယ်အသစ်ကိုလည်းဆက်ပြီးတော့စူးစမ်းခြေဆန့်ကြည့်ဖို့ကြံပေးချင်ပါတယ်ဘာပဲဖြစ်ဖြစ် just carry on ဒီနံပါတ်2အချက်နဲ့ပတ်သက်ပြီးတော့ရောအခုကြည့်နေတဲ့သူတွေမှာဘယ်လိုမျိုးထင်မြင်ယူဆလဲဆိုတာကို comment ထဲမှာရေးသွားလို့ရပါတယ်ဆိုတော့နံပါတ်3အချက်ဒါကျွန်တော်အကြိုက်ဆုံးအချက်ပဲဖြစ်ပါတယ် era kit ကောင်းလေးတယောက်ကျွန်တော်ပြောဘူးတယ်အကိုကြီးကျွန်တော်ဂီတာတီးကျွမ်းရင်တောင်မှဆရာချစ်တို့လို Jam San တို့လိုဆရာကြီးတွေရဲ့ skill တွေကိုကြော်နိုင်ဖို့ဆိုတာဘယ်လိုဖြစ်နိုင်မှာလဲဘယ်လိုလုပ်သူတို့လောက်အောင်မြင်နိုင်မှာလဲအဲ့ဒါနဲ့ပဲကျွန်တော်သူ့ကိုပြန်ပြောလိုက်ပါတယ်လွန်ခဲ့တဲ့2018တုန်းကအားလုံးသိကြတဲ့ One Champion က Fighter 2ဖြစ်တဲ့ကိုအောင်လ MMA ကမ္ဘာ့စင်မြင့်ထက်မှာ Middleweight Light Heavyweight Champion ဖြစ်ခဲ့တယ်မြန်မာပြည်သားအားလုံးလည်းဂုဏ်အယူရဆုံးအချိန်လည်းဖြစ်ပါတယ်ဒါအပြင်ကမှ2025နိုဝင်ဘာလ16ရက်နေ့မှာOne Champion ကပေးအပ်တဲ့ Hall of Fame ဆိုတဲ့ဆုကိုလည်းရရှိခဲ့ပါသေးတယ်။အဲ့ဒီအချိန်တွေကကိုအောင်လာရဲ့အောင်မြင်ဆုံးအချိန်ပဲဖြစ်ပါတယ်။အဲ့ဒီအချိန်တုန်းကဆိုရင် Joshua Van က16နှစ်လောက်ပဲရှိမှာ။သူငငယ်ရွယ်နဲ့ငါကိုအောင်လာလောက်အောင်မြင်နိုင်ပါမလား။ငါလုံးနိုင်ပါမလား။ဆိုပြီးသူလုံးစရာရှိတဲ့ training တွေကိုဆက်မလုပ်ပဲဒီတိုင်းနေမယ်ဆိုရင်အခုအချိန်ကမ္ဘာအလယ်မှာမြန်မာအလံခြုံပြီးနိုင်ငံဂုဏ်ဆောင်နေတဲ့ UFC Flyweight Champion ဆိုတဲ့လူငယ်လေး Joshua Van ဆိုတာရှိလာမှာမဟုတ်ပါဘူး။အခြားသောနေပယ်မှာလည်းဒီလိုပဲဖြစ်ပါတယ် Messi, CR7, Neymar သူတို့တွေကိုကြည့်ပြီးစိတ်တကြနေမယ်ဆိုရင် Haaland, Mbappe, Yamal ဆိုတာဖြစ်လာမှာမဟုတ်ပါဘူးဒါကြောင့်မလို့မောင်လေးတို့ညီမလေးတို့ပြောပြချင်ပါတယ် YouTube ကဆရာကြီးတွေကိုကြည့်ပြီးတော့စိတ်တကြနေလားဒါဆိုရင်တော့တင်ချာမတွတ်တက်လို့ပဲဖြစ်ပါတယ်သူတို့အရန်တော်တယ်ဒါပေမဲ့သူတို့မှာလက်နှစ်ဖက်ပဲရှိတယ်တကဘာလုံးကအလုပ်တွေကိုသူတို့လိုက်မလုပ်နိုင်ဘူးအဲ့ဒီအချိန်မှာလိဟာချက်ရှိနေတယ်
ဒါကြောင့်မလို့မောင်လေးတို့ညီမလေးတို့လောက်စရာရှိတာတွေကိုဆက်လုပ်ပါကိုဝါသနာပါတဲ့အရာတွေကိုအနေထားတစ်ခုထိရအောင် skill တွေဖြစ်ထားပါမောင်လေးတို့ညီမလေးတို့ရှိနေတဲ့မြို့ရှိနေတဲ့တိုင်ဝမ်မှာဒီ skill တွေကိုလိုအပ်တဲ့သူတွေရှိနေပါတယ်အဲ့ဒီသူတွေအတွက်ကိုကအကောင်းဆုံးဖြစ်နေတယ်ဆိုရင်ဒါကအလုပ်ဖြစ်ပြီအဲ့ဒါကအောင်မြင်မှုရဲ့ပထမဦးဆုံးအဆင့်ပဲစိတ်တက်ကြနေတာကကိုရဲ့အလုံးမဟုတ်ဘူးအဲ့ဒါကအချိန်ဖြုံးနေတာသူတို့က10ယောက်အယောက်100အယောက်1000ဖြစ်မလာနိုင်တဲ့၍ကို့မှာနေရာရှိတယ်ဆိုတာကိုသိထားပါလက်မလျှော့ပဲအဆက်မပြတ်ကြိုးစားနေမယ်ဆိုရင်အချိန်တစ်ခုရောက်ပြီဆိုရင်အဲ့ဒီအချိန်ကမောင်လေးတို့ညီမလေးတို့ရဲ့ခေတ်ဖြစ်ပြီပဲနောက်ဆုံးအနေနဲ့မောင်လေးတို့ညီမလေးတို့ပြောချင်တယ်ကိုနေရာရချင်တယ်ဆိုရင်တော့အောင်မြင်နေတဲ့သူတွေကြိုးစားနေတဲ့သူတွေရဲ့ဗီဒီယိုကိုကြည့်ပြီးအားငယ်နေမယ့်အစားကိုယ်တိုင်အလုပ်တစ်ခုလုပ်နေဖို့လိုပါတယ်ရှင်းရှင်းလေးပဲဖြစ်ပါတယ်စိတ်ကူးရင်မနေပါနဲ့ just carry on တွေးကြတစ်ခုခုတော့ရသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်ကိုယ့်ရဲ့အမြင်ကိုလည်း comment section ထဲမှာလည်းဝင်ရောက်ပြီးတော့ဆွေးနွေးသွားလို့ရပါတယ် see you in the next video